ရင်ဦးဆုံးရင်နွေးပူထဲမှာ10မိနစ်လောက်ပြုတ်စီနင်းနဲ့ရှောက်ကောပေါက်ကောငရုတ်တိ6တိလှုံမယ်ကြမ်းညုံများများထက်ခရုစီနည်းနည်းပဲထက်ပြီးတော့ soya sauce ကိုနည်းနည်းပဲထည့်ပါနန်းစီကို3-4စွန်းလောက်စာထည့်ပါပြီးတော့ garlic powder 2စွန်းစာလောက်ထည့်ပါ3-4မိနစ်လောက်မှွေပြီးတော့ဂျင်းနေထည့်မယ်ငရုတ်ကောင်းအဖြူအမဲစက်သားမုတ်အနှဲငယ်ထည့်ရေကိုတော့နည်းနည်းလေးမြုပ်ယုံလောက်ပဲထည့်နော် pressure ထည့်တဲ့ဒီအဖုံးလေးကိုအညွန့်အတိုင်း ceiling ဘက်ကိုလှည့်ထားပေးပါ pressure ကိုနေ30မိနစ်ကိုချိန်ထားပေးပါအချိန်ပြည့်ရင် pressure အငွေ့တွေကိုထုတ်ငြိမ်ကျသွားတဲ့အထိဆောင်ပြီးတော့ဖွင့်ပြီးတော့မြည်ကြည့်လို့ရပါပြီဒီချက်နည်းကအရန်လွယ်ပြီးတော့တကယ့်ကိုနူးနူးညံ့ညံ့အီအီလေးစားရတာအရတာကအရန်ကောင်း